တပွဲကံပြီးလန်ဒန်နှစ်သင်းကိုငိုစေခဲ့တဲ့ဆရာပက်ရဲ့မန်စီးတီးအားလုံးပဲမင်္ဂလာပါ Daily Table Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ Pep Guardiola ဟာကမ္ဘာအကောင်းဆုံးနည်းပြဖြစ်နေရတဲ့အကြောင်းရင်းကတော့ဖလားကောင်းကောင်းယူပြတတ်တာကြောင့်ပါပဲ။ Guardiola ကဘယ်အတက်မှာဘယ်လိုလှော်ရမယ်ဆိုတာကောင်းကောင်းနားလည်တဲ့နည်းပြဖြစ်ပြီးတော့ရာသီသိမ်းတိုင်းမှာအလှဆုံးပန်းဝင်တတ်တဲ့နည်းပြကြီးလည်းဖြစ်ပါတယ်။ Guardiola ကနှစ်တိုင်းမှာတပည့်ကျော်အာဒီတာနဲ့စိတ်ပြင်းထန်ကစားတတ်ပါသေးတယ်။ အာဒီတာရဲ့ Arsenal ဟာ Guardiola စောသေးလို့ကြောပေးထားတာကိုတရားစီလုံးခံရပြီးဒီလိုချိန်တိုင်းမှာအနောက်က Guardiola သင်းမော်ကြီးရွက်ကုန်ဖွင့်ပြီးတော့လိုက်လာတာကိုခံရနေကြဖြစ်ပါတယ်။ဒီလိုချိန်တိုင်းနဲ့အာဒီတာတို့ကြောက်တူးတစ်ဆက်တုံပြီးတော့သူ့လိုဇောက်ထိုးဆင်းသွားတတ်တာကြောင့်အဆုံးမအောင်နိုင်သူက Guardiola ကြီးပဲဖြစ်နေပါတယ်။ဒီတစ်ပတ်မှာ Manchester City ဟာကမ္ဘာ့ချန်ပီယံ Chelsea ကို Stamford Bridge မှာတွားရောက်ရှင်မြန်ကစားခဲ့ရပါတယ်။ City ကဒီပွဲမှာတစ်ချက်တည်းနဲ့ငှက်နှကောင်ရှာဖွေခဲ့ပြီးတော့လန်ဒန်သင်းကိုငိုစေခဲ့ပါတယ်။ Man City ကရာသီလယ်မှာဘလောက်ပဲရုန်းကန်နေရပါစေရာသီကုန်ပိုင်းမှာကစားသမားတစ်ယောက်ချင်းစီရဲ့စိတ်သက်ပိုင်းကချန်ပီယံစိတ်အပြည့်ရှိနေပြီးတော့ရလက်ကောင်တွေကိုရှာဖွေနေပါတယ်။ Man City ကချန်ပီယံလိဂ်ကထွက်ခွာလိုက်ရပေမဲ့ပြည်တွင်းဖလားသုံးလုံးအောင်မြင်မှုကိုရှာဖွေနေပြီးတော့ကာဗွန်ဖလားကိုလက်ဝယ်ရရှိထားပါတယ်။ FA ကမှလည်းဆီမီဖိုင်နယ်ကိုရောက်ရှိနေပြီဖြစ်တဲ့ Man City ဟာဒီတစ်ပတ်မှာတော့ Chelsea ကို Stamford Bridge မှာ 3-0 နဲ့ပြတ်သက်နိုင်လိုက်ပါတယ်။သုံးမှတ်စတိုက်ဘဲဦးမကွဲတဲ့ Chelsea တို့ချန်ပီယံလိဂ်ဝင်ခွင့်မပြောနဲ့။နောက်ရသည့်ဥရောပဝင်ခွင့်ရရင်အောင်ကံကောင်းနေပြီလို့မျှော်လင့်ထားမှာပါ။ Chelsea နိုင်မလားဆိုပြီးတော့ဆူတောင်းနေရှာတဲ့ Arsenal အတွက်လည်းစစ်မျက်ရည်ဝိုင်းဖြစ်ခဲ့ရပြီးတော့ Man City ပေးတဲ့ဖိအားတန်းကြောင့်စီသူနဲ့၄ရက်ကွန်ဖြစ်ရတော့မလားဆိုတာကြိုတင်တွေးနေအိမ်မပျော်ဖြစ်နေရရှာပါတယ်။ကြည့်ရှုပေးကြတာကျေးဇူးတင်ပါတယ်။